အားလုံးပဲမင်္ဂလာပါအကောင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်အနုပညာဝါသနာပါတယ်ဘာတွေတက်လို့ရမလဲဆိုတဲ့သူတွေတော့ကိုကဒီနေ့အနုပညာတက္ကသိုလ်ပြင်ဆင်ခဲ့ပါတယ်ပထမဆုံးအနေနဲ့ကိုကဒီနေ့ discussion room နဲ့ကိုရောက်နေတာပေါ့နော်အဲဒါကြောင့်ကိုအတန်နည်းနည်း all လေးဖြစ်နေရင်တော့ခွင့်လို့ပြပါဆိုအနုပညာတက္ကသိုလ်ကတော့မြန်မာနိုင်ငံမှာအနုပညာနဲ့ပတ်သက်ပြီးတော့တက္ကသိုလ်သက်ရှင်နေဆိုတော့အကြောင်းကြီးနှစ်ကြောင်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ရန်ကုန်အနုပညာတက္ကသိုလ်နဲ့မန္တလေးအနုပညာတက္ကသိုလ်ဖြစ်ပါတယ်မန္တလေးအနုပညာတက္ကသိုလ်ကတော့ရွှေဆိုင်ရန်ကားလမ်းဘေးမှာတည်ရှိပါတယ်ဒီအနုပညာတက္ကသိုလ်မှာမေဂျာ၅ခုရွေးလို့ရပါတယ်အဲ့ဒါဘာလဲဆိုတော့ပကြီးပပူဂီတာသပင်ရုပ်ရှင်နဲ့ပြဆက်ဆိုပြီးမေဂျာကြီး၅ခုရွေးချယ်ရပါတယ်ဘာတွေသင်ကြားရလဲမြန်မာစာသင်ကြားရတယ်အင်္ဂလိပ်စာသင်ကြားရတယ်ပြီးတော့ cultural history လို့ခေါ်တဲ့ရည်ကျင်းမှုသမိုင်းတွေသင်ကြားရပါတယ်အဲ့အကုန်လုံးစာရေးလက်တွေ့သင်ကြားရတာဖြစ်ပါတယ်ကိုဒီနေ့မှာတော့ကိုကသပင်ကိုအဓိကမေးခဲ့တာဆိုတော့ကိုသပင်နဲ့ပတ်သက်ပြီးနည်းနည်း sharing လုပ်ပြပါမယ်သပင်မှာဘာတွေသင်ကြားရလဲဆိုတော့အကတွေသင်ကြားရတယ်မဟာဂီတတွေသင်ကြားရတယ် straight writing and play writing တွေသင်ကြားရတယ်စက်ကြီးတွေရုပ်သေးတွေပတ်တလားတွေအစရှိသဖြင့်မျိုးစုံသင်ကြားရပါတယ်ဒီလိုသင်ကြားတဲ့နေရာမှာတစ်နေ့နဲ့တစ်နေ့ကတော့ဒီလိုနှစ်အလိုက်အတိုးအလျော့လေးတော့နည်းနည်းရှိပါတယ်ရုပ်ရှင်တွေပြဆက်မေးချာကိုရွေးမယ်ဆိုရင်တော့ကိုကရုပ်ရှင် line တွေပါဘက်ကိုတော့သွားလို့တော့ရတယ်ပေါ့နော်။မှာ Forever Crew တွေမှာလူခေါ်တဲ့အချိန်မှာသွားလျှောက်တာမျိုးတွေတော့လုပ်လို့ရတယ်။ Forever Crew မှာရုပ်ရှင်တွေပြဆက်မေးချာသူတွေတို့ပါဆိုတချို့ Forever Crew မှာအများသောအားဖြင့်ခေါ်လေးရှိပါတယ်။အဲ့ကိုလည်းသွားပြီးတော့အလုပ်တင်နေတဲ့လျှောက်တာမျိုးတွေတော့လုပ်လို့ရပါတယ်။ဒါဆိုဘွဲရပြီးရင်ရောဘွဲရပြီးရင်ကျွန်တော်တို့ဘာတွေလုပ်လို့ရမလဲ။ဘွဲရပြီးရင်တော့ပညာရေး college တွေမှာဆရာမအနေနဲ့လုပ်လို့ရပါတယ်။သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနမှာဆိုရင်အနုပညာဦးစီးဌာနမှာအလုံးဝင်လုပ်လို့ရပါတယ်။ဒါပေမဲ့တပင်အနေနဲ့ကတော့လှုပ်ရှားကိုင်စားရတော့အများပြားတဲ့အနေထားမှာတော့ရှိပါတယ်။နောက်တစ်ခါ private school တွေမှာလည်းဆရာမအနေနဲ့ပြန်ပြီးတော့လုပ်လို့ရပါတယ်။ဘာဘွဲရမလဲတကယ်လို့ဒီအနုပညာတက္ကသိုလ်နဲ့တက်ရမယ်ဆိုရင်တော့ BA ဘွဲရမှာဖြစ်ပါတယ်၄နှစ်တိတိတက်ရအောင်မှာဖြစ်ပြီးတော့မဟာလည်းပေးပါတယ်ဆိုတော့မဟာတက်ချင်တော့နောက်ထပ်2နှစ်ထပ်ပေါင်းအောင်မှာဖြစ်ပြီးတော့MA ဘွဲရရှိမှာဖြစ်ပါတယ်အခုအကြံပေးချင်တာကဘာလဲဆိုတော့ဒီနုပညာတက္ကသိုလ်တက်ချင်တော့ဝင်ခွင့်အနေနဲ့ဆိုရင်တော့10တန်းအောင်အမှတ်လုံးဝမလိုအပ်ပါဘူးဒါပေမဲ့အင်တာဗျူးတော့ဖြေရတယ်အင်တာဗျူးအောင်ရင်တော့ဝင်ခွင့်ရပါတယ်ဒါပေမဲ့ဒီမှာအထူးအကြံပေးချင်တာတကူကကိုကအနုပညာကိုတကယ်ဝါသနာပါရဲ့လားကိုဒီလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုတော့မှာလားစတဲ့ဟာမျိုးပေါ့နော်ပြီးကိုရဲ့တကယ်အိမ်မက်ကရောဒါလားအဲ့အကုန်လုံးကိုကသေချာပြန်စမ်းစစ်ချင်တယ်တကယ်လို့ကိုကအနုပညာမှာတကယ်ဝါသနာပါရဲ့ငါဒီလမ်းကြောင်းရှောက်မယ်ဆိုရင်တော့ဒီတက္ကသိုလ်ရွေးချယ်ဖို့အတွက်ကိုအကြံပေးချင်ပါတယ်ဒါမှမဟုတ်ရင်တော့အရန်ထဲဝင်လဲဝါသနာမပါဘူးဆိုရင်တော့ကိုကဒီတက္ကသိုလ်တွေအစားကိုဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်တွေကိုသွားဖို့အတွက်ပဲအကြံပေးချင်ပါတယ်ဒီဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်မေဂျာတွေကိုတော့ကိုရှေ့ blog တွေမှာတော့အများကြီးပြောခဲ့ရတယ်ဝင်ကြည့်ရင်တော့သိမှာပါเนาะဝင်ကြည့်ပါဘယ်လိုကိုစိတ်ဝင်စားရဲဆိုရင်ဒီဟာထက်အဲ့ဘက်တွေကိုလည်းရွေးချယ်လို့ရတယ်အဲ့မှာဆိုလည်းအနုပညာလုပ်ငန်းတွေကိုလုပ်လို့ရတဲ့ဟာတွေတော့ရှိပါတယ်ကိုဒီနေ့ blog ပြမြောက်ရေးတော့ကူညီပေးတဲ့မမိုးတဲဖြူထုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုနောက်ထပ်အသစ်တဲ့ blog ရင်းနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကိုရဲ့ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like subscribe လေးလည်းလုပ်သွားလို့ရပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်